ပေါ်လာပြီဒီအချင်းတော့မရဘူးမိတ်ထားအပေါက်ကြီးဖက်နာစီရအောင်ပါပြောပါဗျာဘာဖြစ်မလဲတော့မန်းချီလာတိကဘာလို့ကထားမှမဖွေးရဘူးနော်လာအပြင်ကိုထွက်ကားကြီးကပို့လာနော်ကားကြီးကပို့လာဗျာကားအပြည့်ဆက်ပြလောက်တာကမကြည့်ရတယ်ဦးနော်ဆိုင်ကလေးလားတိုက်မယ်ဆိုင်ကလေးရှိမယ်ဖွပြရမနော်ဖွပြရမနော်ခိုက်ပြုံးမလာတော့လားလာတမ်းနေလာပါပြောရဒီမှာဒီဘုံပေးလိုက်ခုပေးလိုက်ရောက်ကိုမြတ်မြင်ဘူးနဲ့ချာဘာမမြင်ဘူးမြင်ဘူးနေကြလားဘာမလဲနော်ကားပြပို့လာမမြင်ဘူးကားနဲ့ပို့လာတာကားနဲ့အပြည့်ပြဖြစ်နေလဲတော့လားကားနဲ့အပြည့်ပို့လာတာတလားဟဲ့နောက်ဘောခိုက်ပြုံးပေးလားခိုက်ပြုံးပေးလားနောက်ရင်ဝေသွားလိုက်မယ်လို့ပေါ့ဒီနေ့တော့ဆိုပြုတ်တော့ဖြုတ်မနာလားဖြုတ်တော့1 2 3ပြုတ်ပြီးဝါဆိုင်ရယ်လေးပဲဖြစ်ပါရဲ့ကပြည့်အောင်မြစ်တော်စားလေးမှာလာပြီးရခက်ပြရအောင်ရောစကချဘုံအမှာကြီးဖုံးပြရအောင်စကချဘုံမှာအကြီးဖုံးကအဇောပါပတ်ဆိုင်ကအဇောပါမရှိဘူးတဲ့နေလားကွာနေအောင်အမသာပါသေးတယ်ကချပေးအောင်ခဏသမီးတစ်ဖက်ရလိုက်တော့ပေးအဲ့မှာပတ်ဆိုင်ကအဇောပါမရှိတယ်အော်အကြီးဖုံးရောပေးလိုက်တာလေအကြီးအော်ဒီမာလေဒီမာ လာစကချရောလာနော်ဒီပတ်ကနေလာဟေးရောက်တယ်နော်တော့ပြီနော်ကဲဖတ်ပြမယ်နော်အခုချတယ်ဒီမှာပါတယ်လို့မှာတာဖောင်းကနင်းနဲ့ကြိုက်တာလေကာဆိုင်ကယ်ဆိုရင်ရပြီရောအမေတဲ့တနည်းရဲ့နေ့ရက်ဒီတိုင်းမှာတဲ့အမေရဲ့အပြုံးအမေရဲ့အတန်းတဲ့အမေရဲ့စကားလုံးတွေကိုတဲ့တတိယနေပါတယ်တဲ့အခက်